တိခန့်ကြည့်လိုက်ပါလူတွေကတချို့တိခန့်နာကိုတိခန့်ရင်အနေခံရတယ်တိခန့်တဲ့လူကိုပို့ပြီးတော့ဖိခံရတယ်ဒီလိုတွေးတာတိခန့်လိုက်တာဟာရှုံးသွားတယ်လို့ဒီလိုတွေးတာအမှန်ကတော့တိခန့်လိုက်တာလောက်ရတာခက်ပေမဲ့တိခန့်ကြည့်လိုက်ရင်ရှုံးသွားတာမဟုတ်တိခန့်လိုက်တဲ့ပုံကိုယ်မှာအများကြီးအကျိုးသက်ရောက်မှုရှိဘုန်းကြီးအမြဲတမ်းတပည့်တွေကိုဆုံးမတဲ့အခါကျောင်းမှာတော်တော်ဘာတွေဝတ်တဲ့ကိုရင်ကျောင်းသားတွေဆုံးမတဲ့အခါအမြဲတမ်းပြောတာကိုရင်လေးတို့ကျောင်းသားတို့ဒကာတို့ဒကာဓမ္မတို့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်အစဉ်ပြေခြင်းရင်အချက်၄ချက်ကိုသိခံပါဒီလိုအမြဲတမ်းပြောဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သိခံနံပါတ်1အစာသိခံနံပါတ်2စကားသိခံနံပါတ်3ပုဂ္ဂိုလ်သိခံနံပါတ်4နေရာသိခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အစဉ်ပြေတယ်ဘယ်နေရာမှာပဲအစဉ်ပြေတယ်ဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေအစာသိခံရမယ်စကားသိခံရမယ်နေရာသိခံရမယ်ပုဂ္ဂိုလ်သိခံရဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရအဲ့တော့အစားတောက်ဆိုတဲ့သဘောကလည်းပဲကိုရတာကိုစားကျင်တဲ့စိတ်ရှိလို့သာလင်စားလိုက်ရဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ပရိသတ်ဖိုက်ပြည့်ဘာရတာမှမရှိဘူးစားနေတော့အရသာရှိစားနေရင်လေအကုန်ရတာရှိတယ်မင်ရဟင်းကောင်းတယ်ဗမာစကားအဲ့ဒါဘိုက်စားနေရင်လေငပိရည်နဲ့စားလဲအရသာရှိတာနော်ကိုရီးယားဆိုရင်ချင်ပတ်နဲ့စားလဲအရသာရှိတာငရုတ်သီးတဲ့စားလေးနဲ့စားရင်လည်းအရသာရှိတယ်ဘိုက်စားနေတာဘိုက်တွေမြန်ပြည့်သွားပြီဆိုတော့ဘလောက်ပဲကောင်းတဲ့ KFC လည်းပဲဘိုက်ဝါနဲ့ဘာရမှဖြစ်တော့ဒါကြောင့်မလို့ဘယ်နေရာမှာပဲရရောဒါလေးစားမှဖြစ်မယ်ဆိုတဲ့စိတ်အစွဲကိုဖယ်လိုက်လို့ရှိရင်အဲ့အစားသိခံအစဉ်ပြေကိုကသာအစားအသောက်ကိုရှယ်လုပ်ပြီးတော့စားတာပြိတ္တတကယ်တမ်းကျတော့အစားဆိုတာကအရသာဆိုတာရှားအလေကဇိမ်ဝပတာတာလေးအဲ့သေးသေးလေးရပဲအရသာခံတာပဲရှားလေးတာကြော်သွားဘယ်ကြောင်းသားရဘာရသာမှမရှိတော့ဘာရသာမှမရှိလူရဲ့စိတ်ကလည်းပြိတ္တရဲ့အဲ့ဒီအစားအသောက်ကိုသီးမခံနိုင်လို့ပဲဒါကစိတ်ကလေးကစားခြင်းဘုန်းကြီးတို့ဆရာတော်ကြီးတပါးရှားကင်းစားဖြစ်တယ်ရှားကင်းစားဖြစ်တော့အစားအသောက်ကိုပါးစပ်နဲ့စားလို့မရဘူးမရတော့အဲ့ဒါနှာခေါင်းဘောက်ကပိုက်လေးနဲ့ထည့်ပေးရတယ်အာဟာရဒီနေ့တော့ဆရာတော်ကြီးကဘာအာတိတလေးဖြစ်တယ်ဆိုတော့ကပ္ပိယဒကမကိုပြောဒကမလေးဖုံဖုံကတော့လေရွှေရင်အေးလေးဖုံးပေးခြင်းလိုက်တာဆိုတော့ဒကမလေးကစိတ်မကောင်းရွှေအေးကောင်းကောင်းလေးသွားဝယ်ပြီးဆရာတော်ကြီးကိုကပ်ပေမဲ့လည်းပြိတ္တဒီရှာနဲ့သူမဖုံးပေးနိုင်ဘူးအဲနှာခေါင်းဘောက်ကရွှေရင်အေးကိုနှာခေါင်းဘောက်ကပိုက်လေးနဲ့ပဲထည့်ရတော့တာပဲစိတ်ကလေးကစားခြင်းလို့သူ့မှာစားခြင်းနဲ့အာတိတဖြစ်ပေမဲ့ဇိမ်ဝပတာရပြက်နေတော့အဲ့ဒီအစားတော့အရသာမခံနိုင်ဘူးစိတ်ပဲစားခြင်းကလည်းဒီစိတ်ပဲမစားခြင်းဆိုတာဒီစိတ်ပဲဘလောက်ပဲကောင်းတဲ့အစားတော့ပဲဖြစ်ဖြစ်ဟိုကျမရဲ့မကောင်းလို့တုတ်ကွေးပြီးတော့ရှာပြက်နေပြီဘာအရသာမရှိတော့ရောက်မလို့စားခြင်းမစားခြင်းတည်ကိုယ့်ရဲ့ဗိုက်ပြည့်ခြင်းမပြည့်ခြင်းပုံမှာပဲမုတ်တည်တယ်ကိုစားခြင်းမစားခြင်းပုံမှာပဲမုတ်တည်တယ်အရသာရှိခြင်းမရှိခြင်းဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဗိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့တာလေစားနိုင်အောင်ကြိုးစားအစားအသောက်ကိုသိခံနိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အစဉ်ပြေတယ်ပြီးသိခံတာအစားအသောက်လည်းသိခံဒုတိယသိခံဖို့အစားပြီးတော့စကားကလည်းသိခံရမယ်စကလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအစဉ်ပြေခြင်းချိန်တိုင်းမှာအစဉ်ပြေခြင်းဘယ်သူနဲ့ပဲဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသိခံစကလုံးတွေသိခံရမယ်လူတွေအဲ့စကားလုံးတွေလိုက်ခံတာခက်ကြမ်းကြမ်းပြောလိုက်လို့ဆိုတဲ့အဲ့မကြားခြင်းတဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့သချင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်ဝမ်းသာမှုကျေနပ်မှုမလေးဒီနားကကြားတာပါပဲပြိတ္တရဲ့နော်
ဆဲတန်လည်းဒီနားကကြားတာပါပဲတချင်းတန်လည်းဒီနားကကြားတာပဲတချင်းတန်လေးကျတော့လိုက်ပြီးတော့ตายရပြီးညီးတောင်ညီးလိုက်တယ်အဆဲတန်ကျတော့ဒီစကလုံးကခံအောင်မခံနိုင်ဘူးဆိုတော့အဲ့ဒါစကားလုံးစကလုံးတွေကိုလိုက်ခံစားတာပြညတ်တင်မှာတတ္တဝါတွေဒုက္ခရောက်တာကြောင့်ဘသူကဘလို့ပြောတယ်ဆိုတာတွေကောင်းတယ်ထည့်မထားပါနဲ့အဲ့ဒီစကလုံးတွေကြောင့်တတ္တဝါတွေဒုက္ခရောက်တာအတန်ကြောင့်ဖားသေးဆိုဒီမှာစကားဟုတ်မလို့ဘာမှဒီစကလုံးတွေလိုက်မခံစားနဲ့ပြီးရင်ပြီးသွားပဲဆိုရအတွေ့လေးထားလိုက်လို့ရှိရင်စကလုံးကြောင့်ဒုက္ခရောက်ဆံမရှိဘူးစကားဆိုတာချစ်ရင်အကောင်းပြောခိုင်းတာမဟုတ်ရင်အဆိုးပြောခိုင်းကိုနဲ့တဲ့ရင်ကောင်းတာလေးပြောမှာကျန်တာမကြည့်တဲ့လူ social network တွေ Facebook မှာသူပြိတ္တတဲ့သူရှိဟိုကိုတင်တဲ့ status လေးနိကိုကြိုက်တဲ့လူကတော့ဘာတင်နေဩ like တွေပဲဟို good very good တွေပဲကိုနဲ့မကြိုက်တဲ့လူကိုအယူဝါဒမကြိုက်တဲ့လူကဘလောက်ပဲကောင်းတဲ့ဟာတင်အောက်ကနေပြီးအဲ့ဒါဆဲတော့တာစကားလုံးကိုလိုက်ခံတာကိုရီးယားလည်းပဲအဲ့ဒါဘလောက်မြန်ဆိုလဲ like ဘလောက်မြန်ရမလဲ comment တွေဘလောက်မြန်တက်မလဲဘလောက်မြန် share မလဲအော်အတုတွေပေါ်မှာ screen တွေပေါ်မှာပြဿနာတက်နေကြတာမိမြန်ပြတ်တယ်ဘာမှမရှိတော့ဒါဘာမှမသိရင်ဘာမှမခံစားရဘူးအခါခါကျတော့မသိတာကကောင်းတာနော်ဒါကြောင့်မလို့စကားလုံးတွေကိုသိခံနိုင်ရင်ချမ်းသာတယ်အစာသိခံပါစကားသိခံပါတတရားကနေရာသိခံပါနေရာလည်းတော်ကြောဆရာကောင်းတယ်ပြောတယ်ဒီနေရာမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတ္တဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတဲ့လူကြုံရန်ကြုံတဲ့နေရာမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိတ်မပြောနေရာအပေါ်မှာဖြစ်တဲ့ attachment ကတော်ကိုပူလောင်ပိုဆိုးတာကယာဒူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာပိုဆိုးယာဒူးလေးတိုးအောင်နေရာလေးရအောင်ဖားလိုက်ရတာတက်ထိုးရလိုက်ရတာဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲတတ္တဝါတွေကနေရာအပေါ်မှာဖြစ်တဲ့နေရာအပေါ်မှာตาရတဲ့ attachment အာဝါဒ mystery ကသိကြောက်เสียကောင်းနေရာဖယ်ပေးရတာလေတတ္တိပဲတတ္တိရှိမှနေရာဖယ်ပေးရတာတတ္တိမရှိနေရာကိုတွေ့ထားလို့နေရာပျောက်မှကြောက်လို့ဒုက္ခရောက်နေတဲ့ဘုန်းကြီးတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်လူတွေမှာယာဒူးလေးရလာတဲ့နေရာလေးရတယ်အဲ့ဒီနေရာငါနေရာဘယ်သူလူမလဲဆိုပြီးတော့လေအဲ့ဒီနေရာလူတဲ့လူကိုအမျိုးမျိုးဒုက္ခပေးကြနေရာလေးဖယ်ပေးရမှာဆိုဟောတခါဘုန်းကြီးတို့ကိုချင်းစာကြည့်စဉ်းစားကြည့်စာတင်သားဘဝကလိုင်းကားတွေစီးတယ်ကဘာအေးကနေပြီးမြောက်ကလာကဘာအေးကနေစုလေးကားဝတ်တက်တယ်လိုင်းကားပေါ်မှာထိုင်ကုန်နေရာမှာရပြီးတော့နေနေတဲ့စတဲ့စီးလာတဲ့ចောင်းသားចောင်းသူလူငယ်အရွယ်လေးတွေတခါကျတန်ဃာတော်များနေရာမှာသူတို့ထိုင်နေတာတန်ဃာတော်ကြီးတက်လာဖယ်ပေးရမှာဖယ်ပေးရမှာကြောက်လို့မသိကြအောင်ဆောင်ပြီးအိမ်ငိုက်နေတာလည်းရှိတယ်တချို့ကလည်းတကြီးရွယ်တွေတက်လာတယ်လူငယ်လေးတွေနေရာရနေတာကိုဝင်ဆောင်မျိုးသမီးတွေတက်လာတယ်နေရာရနေတာနေရာလေးဖယ်ပေးလိုက်အော်အဖိုးတို့အဖွားတို့ကြွပါနေရာအလှလေးတောင်ရတဲ့အပြင်ကုသိုလ်တွေတောင်ရသေးတယ်ဒါပေမဲ့လူတွေတော်တော်များများလူငယ်တော်တော်များများသူ့နေရာလေးပြောက်မှာဆိုဖုန်းလေးပို့နေတာစာအုပ်လေးကြည့်နေတာအိမ်ငိုက်နေမသိကြအောင်ဆောင်နေကြတာ။အော်နိုင်ငံခြားတိုင်းပြည်တိုးတက်တဲ့တိုင်းပြည်တွေမှာအဲ့ဒါကလေစာရိတ္တပညာကျောင်း education မှာကသင်ထားပေးတာဆိုလူငယ်လေးတွေဘာပြောစရာမရှိလူကြီးတွေတက်လာရင်သူတဲ့ကအလူရဲ့နေရာဖယ်ပေးကြဘုန်းကြီးတို့နိုင်ငံမှာအဲ့ဒါတွေပြောက်နေရာဖယ်ပေးရမှာကြက်ဆိုတော့ခေါရိုးကျိုးသွားတဲ့စိတ်တက်တွေနဲ့စနစ်ဆိုးမှာဟိုလူဖြစ်လာရတဲ့ပညာရေးစနစ်မှာလူဖြစ်လာရတဲ့ကလေးတွေမှာဒီအတိလေးတွေအားနေသွားတဲ့အခါကျဘုန်းကြီးကသူတို့ကိုအပြစ်မပြောဘူးတခါကဘလို့တွေးတယ်ဆိုဩ45မိနစ်လောက်တနာရီလောက်စီးရမယ်ဒီထိုင်ကုန်နေရာလေးတော့ဖယ်ပေးရမှာကြောက်လို့မသိကြအောင်ဆောင်းနေကြသေးရင်ဟိုးမှာအမြင့်ဆုံးနေရာတို့ယာတုကျွကျွနေရာမှာရှိနေတဲ့လူတွေမဖယ်ပေးကြဘူးဆိုတာလည်းပဲဩတနည်းအားဖြင့်ကိုချင်းစာလို့ရပါလားဒီလိုတွေးရနေရာဖယ်ပေးရမှာကြောက်ရမို့ဒီနေရာရမှဖြစ်မယ်ဆိုတဲ့အတွေ့အကြုံနဲ့တတ္တဝါတွေကိုပူလောင်စေတတ်တဲ့အတွက်ကြောင့်ဘယ်နေရာမှာပဲဖြစ်ဖြစ်နေတတ်အောင်ကြိုးစားနေရာကိုသိခံနိုင်ချမ်းသာဘယ်နေရာမှာပဲဖြစ်ဖြစ်ပြိတ္တရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒိဋ္ဌိတွေကိုသွားချွတ်တဲ့အခါကျဒိဋ္ဌိတွေကဘုရားကိုကြောင်းနဲ့ပြေးမဝင်ဘုရားကလည်းမီတင်းကိုထဲမှာနေရမီတင်းကိုထဲမှာတရင်သုံးတဲ့ဘုရား
ဟာလေကြီးမိုးကြီးကြလေကြီးမိုးကြီးကြပြီးတော့ရာသီဥတုမကောင်းတော့ဒုက္ခရောက်နေတဲ့အချိန်ပုံမှန်ဒိဋ္ဌိတွေကတော့အမေသူတို့ကြောင်းသင်္ကန်းထဲမှာကောင်းကောင်းအိပ်ပျော်နောက်နေ့မနေ့မိုးလင်းတော့ဘုရားဘီတင်းကိုလည်းတွေ့တော့ဘောဓမအံ့ဩနာဘောဓမဒီလောက်ရာသီဥတုတွေရှိနေတယ်ဒီလောက်ပူပြင်းတဲ့နေရာကြီးမှာညကအိပ်ကောပျော်ရဲ့လားဘုရားကပြန်မိတ်နေလောဘဒေါသမောဟကိလေသာတွေမရှိတဲ့ငါအတွက်နေရာတိုင်းမှာငြိမ်းချမ်းပြီးသားပဲနေရာတိုင်းမှာအေးချမ်းပါပဲဩတတ္တဝါတွေအတွင်းကပူလို့အပြင်ကပူတာပဲလောဘဒေါသမောဟကကင်းနေဘယ်နေရာမှာပဲဖြစ်အစဉ်ဖြစ်ဆိုတော့ဒါကြောင့်မို့နေရာတိုင်းမှာအစဉ်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်လူတိုင်းနဲ့အစဉ်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးသိခံရင်အားလုံးโอเคသွားတာပဲเนาะဒါကြောင့်မို့အစာသိခံစကားသိခံနေရာသိခံနောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ်နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဘယ်ချင်းပဲဖြစ်အစဉ်ပြေရင်ပုဂ္ဂိုလ်သိခံရပုဂ္ဂိုလ်ဆိုတာလေသူနဲ့ကိုယ်နဲ့တူမှမတူဘူးလူအမျိုးမျိုးဇယိုက်အထွေထွေကာရက်တာအမျိုးမျိုးနဲ့တွေ့ကြုံဖြတ်သန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြည်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ဘာဖြစ်လို့လဲကိုယ်တော်မှကိုယ်စိတ်တိုင်းကြမှာမဖြစ်တယ်ကိုယ်တော်မှကိုယ်အလိုတိုင်းမှမဖြစ်တယ်ဒါမလို့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲကိုနဲ့သဘောမတူလို့ကိုနဲ့အစင်မပြေလို့ဆိုပြီးတော့တောကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါသူတို့ကိုသိခံနိုင်အောင်ကြိုးစားရလူတွေမှာအနေနေလာရင်အစင်ပြေပြီးဖြစ်သွားတဲ့လူတော်တော်များများရှားတယ်အဝေးပေါင်းတာကောင်းအနေနီးတော့တယောက်နဲ့တယောက်ကာရက်တာတွေသိသွားတယ်တယောက်နဲ့တယောက်အားနည်းချက်တွေသိသွားတဲ့အခါကျလူတွေမှာအစင်မပြေတာများတယ်ဒါပေမဲ့အားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းပြီးနေထိုင်နိုင်တဲ့လူတွေကြတော့အဆင်ပြေသွား။အော်ဒီလူကဒီလိုပြောတတ်တာပါလား။ဒါသူ့အကျင့်လေးပါလား။အဲ့လိုမျိုးသူ့ရဲ့သဘောတဘာဝလေးကိုသိသွားရင်သူနဲ့ကိုယ်နဲ့အဆင်ပြေသွားတာ။တချို့ကအဲ့ဒီသဘောလေးကိုမသိတဲ့အခါကျငါ့ကိုဒီလိုပြောရကောင်းလား။ငါ့ကိုဒီလိုဆက်ဆံကောင်းလားဆိုပြီးတော့သူ့အပေါ်မှာသွားပြီးတော့လိုက်ခံတာ။လူကကိုယ့်ကိုယ်မကြည့်ဘဲသူများကိုကြည့်တတ်တဲ့ပုံကိုယ်တွေဆိုတော့သူများကိုပဲကိုယ်နဲ့လိုက်ညှိနေတော့တာသူများကိုကိုယ်နဲ့ညီအောင်လိုက်ညှိနေတယ်များဘယ်တော့မှကြီးပွားမှာမဟုတ်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘယ်တော့မှအဆင်မပြေမှာမဟုတ်ကိုယ့်ဘာသာကိုယ်စိတ်နဲ့ကိုယ်ကိုပဲညီအောင်ညှိရင်ဘယ်လိုပုံကိုမျိုးနဲ့ပဲလာအဆင်ပြေအောင်ပေါင်းနိုင်တယ်တဲ့ရမလို့သိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစားသိခံနိုင်အောင်ကြိုးစားပါစကားသိခံနိုင်အောင်ကြိုးစားပါနေရာသိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကိုမျိုးဖြစ်သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ကာရက်တာလေးကိုသိအောင်သိခံနိုင်အောင်ကြိုးစားလိုက်စမ်းပါအဲ့ဒီအချက်၄ချက်သိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်သိခံရဒုတိယအချက်ကခွင့်လွတ်နိုင်အောင်ကြိုးစားရခွင့်လွတ်ဖို့ခက်တယ်ဖေယားခက်တာပေါ့ဘုန်းကြီးတို့လည်းခက်တာပုထုဇဉ်တစ်ပါးဒါပေမဲ့ခက်လို့ဆိုပြီးတော့ခွင့်မလွတ်နိုင်ဘူးဆိုပြီးတော့အဲ့ဒီစိတ်ကလေးကိုယ့်ရင်မှာပိုက်ကြည့်ပါလားခွင့်မလွတ်နိုင်ဘူးကောင်းပြီခွင့်မလွတ်နိုင်တော့ဟိုဘက်ကလူကသိမသိတော့မသိဘူးခွင့်မလွတ်နိုင်ဘူးဆိုတော့ကိုယ့်ရဲ့စိတ်ကဘလောက်များပင်ပန်းလဲခွင့်မလွတ်နိုင်လို့အညို့တေးထားအဲ့ဒါအာဘာဒဒေါသရဲ့ခွင့်လွတ်ဖို့ခက်တယ်တချို့ခွင့်လွတ်လိုက်ရင်အနိုင်ယူလိမ့်မယ်ပိုဆိုးသွားလိမ့်မယ်မဆိုးပါဘူးခွင့်လွတ်နိုင်တယ်ဆိုတဲ့ဟာကသူ့ကိုခွင့်လွတ်တာမဟုတ်တကယ်တမ်းကျတော့ခွင့်လွတ်လိုက်တာသူ့ကိုခွင့်လွတ်တာမဟုတ်ကိုခွင့်လွတ်လိုက်တာလူတွေကခွင့်လွတ်တာသူများကိုခွင့်လွတ်တယ်လို့ထင်တယ်မဟုတ်ဘူးကိုခွင့်လွတ်လိုက်တာကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့မကျေနပ်ချက်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့အဲ့ဒီအနိုင်ယူတဲ့စိတ်တွေဒေါသစိတ်တွေကိုယ့်ဘာသာကိုပဲခွင့်လွတ်လိုက်တာကိုယ့်ဘာသာကိုလျှော့လိုက်တာကိုယ့်ဘာသာကိုလျှော့လိုက်တော့သူများကသိမသိတော့မသိဘူးလောလောဆယ်ခွင့်လွတ်နိုင်တဲ့လူကိုယ်တိုင်အရင်ခွင့်လိုက်တိုင်းနဲ့လွတ်သွားတော့တာပူလောင်မှုတွေလွတ်သွားတယ်ပူလောင်မှုတွေလျော့သွားတယ်အတော့ကိုပဲခံစားချက်လေးတွေလျော့သွားတဲ့အခါကျသူ့ကိုခွင့်လွတ်လိုက်တိုင်းနဲ့ကိုယ့်ဘာသာကိုအရင်ပေါ့သွားတော့ခွင့်မလွတ်နိုင်ဘူးဖေယားကောင်းပြီခွင့်မလွတ်နိုင်တော့ဘာဖြစ်မလဲခွင့်မလွတ်နိုင်လေပူလေပဲခွင့်မလွတ်နိုင်လေခံစားလေပဲခွင့်မလွတ်နိုင်လေပူဆိုးလေပဲဒ
မခွင့်လွတ်ခြင်းနဲ့ဆွန့်လွတ်ခြင်းဘုန်းကြီးတို့တခါပြောဘူးပါလေခွင့်မလွတ်နိုင်ရင်ဆွန့်လွတ်လိုက်တော့မဆွန့်လွတ်နိုင်ဘူးဆိုခွင့်လွတ်လိုက်တော့ဒီစကားလုံးလေးကသိတံမို့ရှိတရားရောက်နဲ့ပတ်သက်ပြီးတော့တခုခုနဲ့ပတ်သက်ပြီးတူးနဲ့ပတ်သက်ပြီးသူနဲ့ကိုယ်နဲ့အတူနေရမှာတွဲနေရမှာလှုပ်နေရမှာလှုပ်နေရမယ်လူချင်းဆိုရင်လေပြည့်တဲ့ရှစ်လက်တွဲရမှာဆိုရင်ကိစ္စဝိစ္စတချို့တော်တော်များများသူနဲ့ပတ်သက်တဲ့အစင်မပြေတာမှုတွေမကျေနပ်ချက်မှုလေးတွေကိုကခွင့်လွတ်ပေးနိုင်အောင်ကြိုးစားခွင့်မလွတ်နိုင်တော့ဘူးဆိုရင်ဆွန့်လွတ်လိုက်တော့မဆွန့်လွတ်နိုင်ဘူးဆက်သွားမှဖြစ်မှာဆိုရင်ခွင့်လွတ်နိုင်အောင်ကြိုးစားအဲ့နှစ်ခုကိုတစ်ခုကို choice လုပ်ပါခေါင်းဆောင်ကတော့ခွင့်လွတ်လိုက်ပါသူ့ကိုလွတ်ထားဖို့ကိုယ့်ကိုလွတ်လိုက်တာကိုယ့်ဘာသာကိုခွင့်လွတ်နိုင်ရင်ကိုယ့်ဘာသာကိုတတ်တာတယ်ခွင့်မလွတ်နိုင်ဘူးဆိုတဲ့အဲ့ဒီစိတ်ကသူများကိုပူလောင်တာမဟုတ်ဘူးကိုယ့်ကိုအရင်ပူလောင်တာဆိုတော့လေအစဉ်ပြေခြင်းခွင့်လွတ်နိုင်အောင်ကြိုးစား